ဒီမိဖို့ချောင်းကောင်မလေးဝတ်စားစင်ရင်လိုက်တာနဲ့ဘသူထင်မှလဲချမ်းသာကြွယ်ဝတဲ့စီကိုရိုင်းတောင်စိတ်လှုပ်ရှားသွားရတယ်သူမရဲ့အချုပ်ပွဲတွေတောင်2000ကျော်နဲ့ရောင်းကုန်တယ်ဒါပေမဲ့အဲ့ဒါနဲ့မလုံလောက်သေးဘူးသူမကရဲရဲကြီးသူ့စီချင်းကပ်လိုက်တယ်ဒီလိုချစ်စရာကောင်းပြီးချုံမြိန်တဲ့ပုံစံလေးကိုဘသူမကြိုက်နိုင်မလဲစစ်မြေပြင်ကိုဖျက်တမ်းခဲ့တဲ့စီအောင်တောင်မှရင်ပိုတစ်ချက်ကျသွားရတယ်ရဲရင်နဲ့လှုပ်ရှားမှုတစ်ခုနဲ့သူမပေးလိုက်တဲ့ဘေကိုလက်မှတ်ထိုးလိုက်ပေမဲ့နောက်မှဒီအစားအစာတစ်နက်ကို9000ကုန်ကြသွားမှန်းတီးလိုက်ရတယ်ချုံမြိန်နဲ့နောက်ပြောင်မှုတစ်ပတ်အပြီးမှာတော့သူမရဲ့လက်ချောင်းထဲမှာလုံးဝရစ်ပတ်သွားပြီးမကြသေးခင်ကတော့သူမကသူ့အတွက်လမ်းလွဲပြီးကန်ဆိုးမိုးမှောင်တွေဖန်တီးပေးနေခဲ့တယ်ဆိုတာကိုမေ့သွားတယ်ပထမဆုံးသူ့ရဲ့ Ferrari ကားကိုမှားပြီးဂျုံတွေထည့်လိုက်တယ်ပြီးတော့မင်းငိမ့်တက်ရင်သူ့ကိုခေါင်းစင်းဆူဆွတ်အောင်လုပ်လိုက်တယ်နောက်ဆုံးဖုံးဖြေတာတော့မှသူ့ကိုရေကူးကန်နဲ့ပြစ်ကျစေခဲ့တယ်အဲ့ဒီအခက်ခဲတွေအားလုံးကိုကြော်ဖြတ်ပြီးနောက်စီယိုဟာမျက်ရည်ကျမတက်နဲ့သူ့လက်ထောက်တောင်မှကောက်ချက်ချလိုက်တယ်ဒီကောင်မလေးကသူ့ကိုဖော်တိုက်နေတာလားဒါမှမဟုတ်သူ့အတွက်ချိန်စာတစ်ခုလားဆိုပြီးချမ်းသာပြီးဆွဲဆောင်မှုရှိကယုံကြည်မှုအပြည့်နဲ့ CEO ကတော့ချက်ချင်းပဲသူမမှာတခြားရည်ရွယ်ချက်ရှိတယ်လို့ထင်လိုက်ပြီးစမ်းသပ်ဖို့အချစ်ဆက်လန်းဆိုတဲ့စုံမဟင်းချိုကိုမှားလိုက်တယ်။အရာကိုလွဲမှားစွာနားလည်ထားတဲ့သူကစောင့်ရင်နောက်ဆုံးမှာကိုယ်တိုင်မိဖို့ချောင်းကိုတွားလိုက်တဲ့အဲ့ဒီမှာမှုဟင်းချိုရဲ့ရနံ့ကိုခံစားမိပြီးပထမဆုံးတစုံမခံမရက်နိုင်တော့ဘူးဒါပေမဲ့နောက်တစုံထပ်တောက်တော့မှခေါင်းမူးလာပြီးစပွဲပေါ်လဲကျသွားတဲ့ကောင်မလေးပြန်လာတဲ့အခါ CEO ဟာကျမ်းပြင်ပေါ်မှာနေတာကိုတွေးလိုက်ရတယ်နောက်ထပ်ကဆိုးကြီးတစ်ခုထပ်ဖန်တီးမိပြီဆိုတာသူမသဘောပေါက်သွားတယ်ထိတ်လန့်သွားတဲ့သူမကပကံဆေးဆက်ပြားရီတစ်ခွက်ကိုချက်ချင်းဖြော်ပြီးသူ့ပါဇက်သေးကိုဓာတ်ရိုက်လောင်းချလိုက်တဲ့ဟင်းချိုကိုအန်ထုတ်ဖို့စူးစမ်းတာအဲ့ဒါမှအလုံးမဖြစ်တော့နီးစနစ်ပြောင်းလိုက်ပြန်တယ်ဒုက္ခအလုံးလောက်ခံပြီးနောက်ဆင်းရဲတဲ့ CEO ဟာနောက်ဆုံးမှာအန်ထုတ်လိုက်နိုင်တဲ့သူအောင်ငေါ့ဖို့စူးစမ်းပေမဲ့အစားပူပေါင်းတွေထွက်လာတဲ့စမ်းကြဲတဲ့အယောင်သွေးစုံတဲ့ပူပေါင်းတွေဟာလေထဲမှာအိမ်မက်ဆန်ဆန်မျောနေတယ်သူမရဲ့ယူးကြောင်ကြောင်ရင်ခုန်စရာကောင်းတဲ့စိတ်ကူးတွေဝင်လာပြီးသူ့ဘိုက်ကိုနှိပ်ပေးလိုက်သေးတယ်ဒီလိုအလွန်ကြုံလုပ်ပေမဲ့ရင်ခုန်စရာကောင်းတဲ့မြင်ကွင်းဟာသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးနဲ့အတိအကျဆင်တူနေတယ်နောက်ပိုင်းမှာ CEO ဟာအိယာပေါ်မှာလှဲနေရင်ဘဝကိုညှင်းငွေသွားတယ်ဘာလို့လဲဆိုတော့သူပူပေါင်းတွေမှုတ်ထုတ်နေတဲ့ဗီဒီယိုဟာဟိုတယ်တစ်ခုလုံးပြန့်နှံ့သွားလို့ပဲသူ့လက်ထောက်ကနှစ်သိမ့်ပေးတယ်ကိုယ်တိုင်မရှက်ဘူးဆိုရင်ရှက်စရာကတခြားသူတွေအတွက်ပဲလို့ပြောပြီးအပြင်ထွက်လေဝင်လေထွက်လို့ဖို့အကြံပေးတယ်ဒါပေမဲ့သူ့အပြင်ကိုခြေချလိုက်တာနဲ့ရက်တန့်သွားတယ်ကောင်းပြီးအရင်ကတည်းကရှက်နေရတဲ့ CEO ဟာပိုပြီးရှက်သွားရှာတယ်သူနောက်ဆုံးမှာဒီကောင်မလေးဟာသူ့ရဲ့တဘာဝရန်သူဆိုတာလက်ခံလိုက်ပြီးသူမနဲ့ဘယ်တော့မှမစုံတော့ဘူးကျိန်ဆိုလိုက်တယ်ဒါပေမဲ့နှစ်ရက်အကြာမှာပဲသူအဲ့ဒီကတိကိုချက်ချင်းဖောက်ဖျက်လိုက်ပြီးသူမအိမ်အပြင်ဘက်ကလမ်းဘေးစားဆိုင်မှာပေါ်လာတယ်အဲ့ဒီရင်းနှီးတဲ့အနှံ့ကြောင့်သူ့အစာစားခြင်းစိတ်ပြန်ဖြစ်လာပေမဲ့စားတော့မယ်ဆိုတာနဲ့သူမကသူ့ခက်ရင်းကိုလာလူလိုက်တယ်သူမချက်တဲ့အစာကိုစားပြီးနောက်တခြားဘသူချက်တာမှမစားနိုင်တော့တာကိုဝန်ခံဖို့ရှက်နေမိတယ်ဒါပေမဲ့သူမကိုသူ့ကိုယ်သူတရုပ်ဆောင်တဲ့အကြီးအကဲတယောက်ကအလုပ်ထုတ်လိုက်လို့သူဒီကိုလာရတာကလွဲလို့ဘာရွေးစရာမှမရှိဘူးသူမကသူ့ကိုနဲလေးနောက်ပြီးမိဖို့ချောင်းကိုပြန်သွားကူခဲ့တယ်မမျော်လင့်ပဲအနားကလူဆိုးတချို့ကစားပြီးစရိတ်မပေးဘဲထွက်ပြေးဖို့ကြိုးစားတယ်ရန်ဖြစ်တဲ့အခါစိတ်တိုတဲ့လူတယောက်ကပလင်းလွတ်တလုံးကိုပစ်လိုက်တယ်အဲ့ဒီပလင်းကလူဆိုးကိုလွတ်သွားတယ်လက်ထောက်ကိုလည်းရှောင်သွားပြီး CEO ရဲ့ခေါင်းနောက်ကျောကိုတက်တက်ဝင်သွားတယ်ဒီတစ်ခါတော့ကောင်မလေးတကယ်ပဲပြီးသွားပြီးအိယာပေါ်မှာလှဲနေတဲ့ CEO ကအကျွေးတွေအားလုံးကိုတခါတည်းရှင်းဖို့ဆုံးဖြတ်လိုက်တယ်ကားတန်ရှင်းရေးစရိတ်ဆေးရုံဖို့ဆုံးရှုံးရတဲ့လောက်ခလာစာပြီးတော့စိတ်တန်ရာကြီးလက်ထောက်ကတာဝန်ယူပြီးစုစုပေါင်းကိုသူမကိုပေးလိုက်တယ်ဒီယူသွတ်တဲ့ငွေပမာဏကိုမြင်တော့သူမလုံးဝအားတင်သွားတယ်သူ့ကိုရလုံးလိုက်ရောင်းရင်တော့အကျွေးမဆက်နိုင်ဘူးဒါပေမဲ့ CEO ကဒါကိုကြိုတွေးထားပြီးသားမို့အစီအစဉ်ဘီကိုချက်ချင်းထုတ်လိုက်တယ်ငါဟင်းချက်တာကိုစားကျင်တယ်ဆိုရင်ကိုပြောလိုက်ုံပဲဒီလောက်ဇလန်းတွေလုံနေတော့ပဲဆိုပြီးမတွေးတတ်တော့ပဲသူမဟင်းချက်ပြီးအကျွေးဆက်မဲ့စာချုပ်ကိုလက်မှတ်ထိုးလိုက်တယ်အဲ့ဒီကလေးက CEO ဟာသူမစီနေတိုင်းလာစားတယ်အကျွေးမြင်မြန်ဆက်ဖို့သူမကနီလန်တိုင်းစဉ်းစားတယ်ဝိုင်ကနဲ့ဝန်ဆောင်ခတွေကောက်တယ်ပထမဆုံးအစားအစာတစ်နက်သေးနဲ့သူစီက2600ကောက်လိုက်တယ်ဒါပေမဲ့ရက်နှဲငယ်ကြတော့သူနားလေသွားပြီးလှည့်စားရခက်လာတယ်သူမလည်းလျင်မြန်စွာလိုက်ရောညီထွေဖြစ်ပြီးနောက်ထပ်လျှို့ဝှက်နီလန်းတစ်ခုထွင်လိုက်တယ်ပေကြတာကရုပ်ရည်နဲ့ဖျားယောင်းတဲ့နီးကအခါတိုင်းအလုပ်ဖြစ်တယ်ဒါကပထမဆုံးမြင်ကွင်းကိုပြန်ရောက်သွားစေတယ်ဒီတော့ DNA များတဲ့ကစားပွဲမှာဘသူအရင်လဲကြမလဲ